ပရိသတ်ကြီးအားလုံးမင်္ဂလာပါအခုဒီ vlog လေးကဒီ Vivo Thailand ကနေပြီးတော့ကျင်းပပြုလုပ်တဲ့ V50 V Love Portrait Gallery ဓာတ်ပုံပြခန်းလေးကိုဘုံဝါတို့တွေတွားရောက်လက်ပတ်ကြမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်ဒီပွဲလေးကို Vivo Thailand နဲ့ Vogue Thailand တို့ပူးပေါင်းပြီးတော့ကျင်းပပြုလုပ်တဲ့ပွဲလေးလို့ပြောရမှာပေါ့နော်ပွဲရဲ့အဓိကရည်ရွယ်ချက်ကမိသားစုတွေချစ်သူတွေကြားတဲ့ချစ်ချင်းမြတ်တာကိုဖော်ပြတဲ့ Meet Your Love ဆိုတဲ့ theme ရဲ့ professional ဓာတ်ပုံဆရာတွေကနေပြီးတော့ Vivo V50 ရဲ့ Zeiss lens နဲ့ရိုက်ထားတဲ့ပုံလေးတွေကိုဒီပွဲမှာခင်းချင်းပြသသွားတာပေါ့နော်ကဲပွဲလေးရောက်ပြီဆိုတော့ဟိုတို့group တပုံရိုက်ကြတယ်ပြီးရင်တယောက်တည်းတပုံရိုက်ပြီးရင်ဒီပွဲကိုရိုက်ထားတဲ့ဓာတ်ပုံလေးတွေကိုလိုက်လေးလာတာပေါ့နော်ဒီဓာတ်ပုံတွေထဲမှာဆိုရင်မြန်မာပြည်ကလူငယ်ဓာတ်ပုံဆရာတွေရိုက်ကူးထားတဲ့ပုံတွေလည်းပါတယ်အမိုက်စားပုံတွေပေါ့နော်ပြီးတော့ဟိုဟာတွေ Vivo V50 နဲ့ဓာတ်ပုံလှလှလေးတွေအများကြီးရိုက်ခဲ့ပါသေးတယ်ဒီဘူထဲမှာတော့မှလာရောက်ပြီးတော့တကူတကဝန်းရံပေးကြတဲ့ချစ်ပရိသတ်ကြီးတွေကိုလည်းနှုတ်ဆက်ခဲ့ပါတယ်ရှင်ဓာတ်ပုံလှလှလေးတွေအများကြီးရိုက်ပြီးသွားပြီဆိုတော့ဟိုတွေ experience zone ကိုတွားရောက်လေ့လာမှာပဲဖြစ်ပါတယ်Vivo V50 နဲ့ရိုက်ထားတဲ့ပုံလေးအကုန်လုံးဟိုတို့စိတ်ကြိုက်ရွေးချယ်ပြီးတော့ဓာတ်ပုံလှလှလေးထုတ်ပြီးရပေါ့အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်တတာ